မင်္ဂလာပါနော်ဆရာလေးဒီမှာအနောက်မှာဖះရှိပါတယ်အသက်ပဲတာပေါ့နော်ဒါအရေတော့ဆရာလေးနေခဲ့တဲ့အကြောင်းပေါ့နော်ဒါဒီဖះကြတော့ဆရာလေးတည်ထားတဲ့ဖះပေါ့နော်ဟိုဒီဘက်မှာဇရက်ရှိတယ်မတူတဲ့ဇရက်ရှိတယ်ဆရာလေးစောက်ထားတဲ့ဇရက်ပါဟိုဘက်မှာရေတွေးဒီဖះရဲ့အနောက်မှာရေတွေးရှိတယ်ပေါ့နော်ဒီမှာဆရာလေးလူခဲ့တဲ့ဖះပေါ့နော်ရေတွေးပေါ့နော်လူခဲ့တဲ့ရေတွေးတွေပေါ့ဖះကြီးပါပေါ့နော်ဆရာလေးအိမ်မက်အကြောင်းပြောရပါတော့ဆရာလေးညတို့ကဗအိမ်မက်လဲဆိုတော့ဆက်ပြရမယ်အိမ်မက်ကတော့ဒီတစ်ခါကြောက်ဖို့ကောင်းတယ်လို့လဲတကယ်ယူဆမယ်ဆိုတော့ဆရာအိမ်မက်ကောင်းပေါ့နော်ဘာဖြစ်လဲဆိုတော့ညတို့ကဆရာလေးအိမ်မက်ထဲမှာဆရာလေးလူပေါ့နော်လူ2ယောက်ပေါ့နော်တလိုက်တာပေါ့နော်အိမ်မက်ထဲမှာနော်ဒါမဲ့တပြီးတော့အဲ့ကောင်မလေးတယောက်ဆရာလေးတလိုက်ပြီးတော့ဆရာလေးသူ့ရဲ့သွေးတွေအသားတွေအကုန်လုံးစားလိုက်တာပေါ့နော်ခေါင်းတလို့ပဲကြာတော့တယ်ခေါင်းတလို့ကြာခဲ့တဲ့ဟာကိုဆရာလေးကအဲ့ထဲမှာထည့်ပြီးတော့အဖတ်သွားခါတာပေါ့နော်အိမ်မက်ထဲမှာအဖတ်သွားခါလို့ရှိရင်2ယောက်တော့မှသားတယ်ဆိုတော့နှစ်ခါဖိုက်ခါရမှာပေါ့ဆရာလေးသူ့ပြောတာပေါ့နော်အဲ့ချိန်မှာကျတော့ဟိုဆရာလေးမေတော်ကြီးကိုပြန်မပြောပြပါဘူးလေတော်တော်ရှိသူလဲစိတ်ညစ်မှာပေါ့နော်စိတ်ညစ်မှာပေါ့ဆရာလေးပြောတာသူ့ကိုပြန်မပြောတာအကောင်းဆုံးပဲပေါ့နော်သူ့ပြန်မပြောတာအကောင်းဆုံးပါပဲလို့ဆရာလေးကြိတ်မိပြီးနေနေတာပေါ့နော်ဒီမှာဆရာလေးနောက်မှာဖះတယ်တက်ပယ်လက်ကပေါ့နော်မှန်နော်အဲ့ဒါဆရာလေးပြောတာပေါ့နော်ဒါမဲ့အိမ်မက်ကကောက်တက်လက်လူဆိုလို့ရှိရင်ကောက်လို့ရတာပေါ့နော်ကောက်မတက်လူဆိုလို့ရှိရင်တော့ဆရာလေးဒီတနေ့လာနေဆိုလို့ရှိရင်ဆရာလေးကွန်မထဲမှာဒီဗီဒီယိုရဲ့ကွန်မထဲမှာဆရာလေးထည့်ပေးမယ်နော်အဲ့မှာခွေပြီးတော့ထိုးရမှာပေါ့နော်ဒါမဲ့ဒါတော့တကယ်ဟိုလူသားစားရတာတို့ဟိုသွေးတွေပါတယ်တောက်ရတာတို့ဆိုလို့ရှိရင်ဒါတော့လက်လာဘကောင်းတယ်ပေါ့နော်ဘယ်လိုပြောမလဲလူတယောက်ကတက်တာပေါ့နော်အဲ့လိုမျိုးဖိုတိုကိုတက်တာပေါ့နော်ဟိုငွေဝေကေးတို့ထီပေါက်ကေးတို့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးတိတ်မျိုးတော့ရှိတယ်ဒီလိုမျိုးအိမ်မက်မျိုးဆိုလို့ရှိရင်နော်မဲ့တဲ့လူကနဲတယ်ပေါ့နော်အဲ့လိုမျိုးနော်ဒါပေမဲ့ဆရာလေးဒီကနန်းနဲ့ကောက်လိုက်မယ်ဆိုလို့ရှိရင်ဆရာလေးဒီဗီဒီယိုရဲ့အောက်မှာဆရာလေးချပေးမယ်နော်ကြည့်ပါနော်ဆရာလေးဗီဒီယိုအောက်မှာနော်ဆရာလေးချပေးမယ်နော်မွေးကနာချပေးမယ်နော်မွေးကနာ9ရက်စာနော်9ရက်စာဆရာလေးချပေးမယ်နော်အမခါတယ်တော့ကတော့လာမယ်နော်9ရက်တော့ကလာမယ်နော်မဆရာလေးအမခါတယ်ဘာဖြစ်လို့ဆရာလေးဒီဗမာလက်ပြကျော်10နှစ်ဆိုဆရာလေးကြောက်ပြတော့မှာပေါ့နော်ဒါဆရာလေးပြန်လာလေတာပါဆရာလေးအခုနေခဲ့တဲ့ကျောင်းမှာပြန်လာလေတာပေါ့နော်ဆရာလေးကျောင်းမှာပြန်လို့ရှိရင်ဘယ်လိုပြောမလဲဖုန်းဆက်ရမရှိဘူးအင်တာနက်ဆက်ရလည်းမရှိတော့ဘောနော်ဒါပေမဲ့ဆရာလေးဟိုမှာနေလို့ပြောတယ်ဟိုမှာ